ဒီနေ့လေးမှာတင်တက်ထားတော့35ရောက်လောက်ရှိတယ်လွတ်သွားတာက20ကျော်အသက်ဆုံးရှုံးတာ73ဦးပေါ့မနေ့ပြန်ဆိုလို့ရှိရင်ဒါ9ရက်လေဆွန်းသွတ် level လောက်ပြီးမှဖြစ်ပါတယ်